ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီလောက်ကိုစစ်ရှောင်းနဲ့ဒီရေဘေးတင်းတဲ့ပြည်သူတွေဘက်ကိုကျွန်တော်ဆင်းမယ်နေရာတော့ကျွန်တော်အတိအကျလောဆယ်မတင်ပြသေးဘူးပေါ့နော်ကျွန်တော်တက်နိုင်ဆုံး2နေရာလောက်တော့ကျွန်တော်ပို့ကျင်တယ်ပေါ့နော်ပို့ဆောင်လို့နိုင်မယ်တော့ကျွန်တော်ထင်တယ်ပေါ့လောလောဆယ်မှာတော့ကျွန်တော်ရှိမှာအဝတ်စား3တုပ်ပေါ့နော်အမိန်းကလေးအမျိုးသမီးဝတ်တဲ့ဝတ်စား2ထုပ်နဲ့အမျိုးသားဝတ်1ထုပ်ကျွန်တော်ရှိမှာရောက်နေရပေါ့ကျွန်တော်တစ်ထုပ်ကတော့လောဆယ်တော့တခြားဘက်ကပို့လို့ကျွန်တော်ခွဲပြီးပို့ပေးလိုက်တယ်ဒါကတော့ထိုင်းလူမျိုးတူကျွန်တော်တို့လာပြီးတော့လူကူညီပေးထားတဲ့အဝတ်စား2ထုပ်နဲ့နောက်ကျွန်တော်တို့ဒီအမထိုင်းအမတယောက်ပေါ့နော်မြန်မာမျိုးသမီးတူကနေပြီးတော့ပို့ဆောင်ပေးထားတဲ့ဝတ်စား1ထုပ်ပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကကျွန်တော်တို့ရဲ CDN ဖြစ်တဲ့ကျွန်တော်တငယ်ချင်းကနေပြီးတော့ဒါသူနဲ့သူ့ရဲ့ကောင်မလေးကနေပြီးတော့မြန်မာကျပ်ငွေ2သိန်းဖို့ကျွန်တော်တို့စားနေတဲ့ခါလေးတွေလာပြီးတော့ကူညီပေးထားတာရှိရပေါ့ဒါတွေကတော့ကျွန်တော်လာကုန်လို့ရှိရင်ကျွန်တော်ပို့ရမယ်စားနေခါနဲ့အဝတ်စားတွေပေါ့နောက်ထပ်ကူညီထောက်ပံ့ပေးခြင်းနဲ့ညီကောင်မမရှိရဆိုရင်လည်းကျွန်တော်ရဲ့ဒီ Facebook ကနေပြီးတော့လည်းဆက်သွယ်လာလို့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ TikTok မှာဆက်သွယ်လာပေးလို့ရပါတယ်ဗျာနော်ကိုတက်နိုင်တော့ကူညီထောက်ပံ့ပေးခြင်းလို့ဆိုရင်ကျွန်တော်တို့ဆက်သွယ်လာပေးပါပြီးသွားလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကဒီကူညီထောက်ပံ့မှုမှာပါဝင်တဲ့ညီကောင်မတွေကိုကျွန်တော်အမှတ်တရအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီလိုဒေါ်လာရေးခွန်အားဖြစ်စေမဲ့ကက်ခွာလေးပေါ့နော်တစ်စိတ်လေးကျွန်တော်လက်ဆောင်ပြန်ပေးခြင်းပါတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင် logo ဆွဲပြီးတော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ဘော logo ဆွဲပြီးတော့ထုတ်ထားတဲ့ကပ်ပြားလေးပေါ့အဲ့တော့ဒီပိုလေးကိုအလုံးဝိုင်းဝန်းပြီး share ပေးကြပါကူညီထောက်ပံ့ပေးနိုင်တဲ့သူတွေမြင်ပြီးတော့လာရောက်ကူညီဝင်ရပေးအောင်လို့ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့